သေးဆုံးသေးဘူးတက်ရှိထင်ရှားရှိနေစေပဲဒီဟီရန်မြို့တော်လမ်းမတွေပေါ်ကနေကဘာကြီးတစ်ခုလုံးကိုတုံလှုပ်သွားစေမဲ့ကြွေးကြော်တန်တွေထွက်ပေါ်လာခဲ့ပါပြီအမေရိကန်နဲ့အစ္စရေးတို့ရဲ့တမိုင်းဝင်စစ်စင်ရေးပြီးမှအီရန်တို့ရဲ့ဒေါသဟာသူ့ထက်ကိုရောက်ရှိနေပါတယ်လူတန်းနဲ့ချီတဲ့စာပနာကပောက်ကွဲထွက်လာမဲ့ဒီစစ်မီရှန်ဟာကျွန်တော်တို့အားလုံးရဲ့ဘဝတွေကိုဘယ်လိုရိုက်ခတ်လာမလဲအားလုံးမင်္ဂလာပါကမ္ဘာသတင်း channel နဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အပိုင်း2ကိုဆက်လက်တင်ဆက်ပေးသွားပါမယ်ကျွန်တော်တို့နောက်ဆောက်ပြီးအကျယ်တဝက်ကြည့်လိုက်မယ်ဆိုရင်ဒီအခမ်းအနားရဲ့နိုင်ငံရေးဆိုင်ရာရည်ရွယ်ချက်ကိုပို့ပြီးရှင်းရှင်းလင်းလင်းမြင်လာရမှာပါတမန်တခြားပြင်းထန်ဆုံးတိုက်ခတ်ခံခဲ့ရတဲ့ဒီဟီရန်ဆိုရဟာဆယ်စုနှစ်များစွာအတွင်းအကြီးမားဆုံးလူထုစုယုံမှုကိုအသုံးပြုပြီးသူတို့အနေနဲ့လမ်းမောက်တွေပေါ်မှာအခြေအနေတွေကိုထိန်းချုပ်ထားနိုင်ဆဲဖြစ်တယ်လို့ပြည်သူတွေရဲ့နှလုံးသားကိုလည်းတိုင်ပိုက်ထားနိုင်ဆဲဖြစ်တယ်ဆိုတာကိုကဘာကြီးကိုပြသနေတာပဲဖြစ်ပါတယ်ထရန်နဲ့အစ္စရေးကိုကျိန်ဆဲတဲ့အော်ဟစ်တန်တွေလက်စားချေမယ်လို့တစ္ဆာဆိုတန်တွေနဲ့အာဆာနီအဖြစ်အသက်သေးခဲ့ကြောင်းပြောဆိုနေတဲ့စကားလုံးတွေကဝမ်းနဲ့ပူဆွေးမှုကိုဖော်ပြရုံတတ်ထက်ပုံမိုတဲ့တာဝန်ကိုထမ်းဆောင်နေတာပါဒါဟာအစ္စလာမစ်နိုင်ငံတော်ရဲ့အာဏာဗဟိုချက်ကိုဖျက်ဆီးပြဖို့ရည်ရွယ်တဲ့လေကြောင်းတိုက်ခတ်မှုတွေဟာအစိုးရရဲ့ထောက်ခံမှုအခြေခံအုတ်မြစ်ကိုနည်းနည်းလေးမှမတိခိုက်စေနိုင်ဘူးဆိုတဲ့သတင်းစကားကိုဝါရှင်တန် DC နဲ့ဒေယာပစ်စီတာရက်ပေးပို့လိုက်တာပဲဖြစ်ပါတယ်အစိုးရနဲ့ဒီနိုင်ငံရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့ဇလန်တွေဟာခိုင်ခိုင်မာမာရက်တည်နေစေပဲဆိုတာကိုအီရန်ပြည်သူအချင်းချင်းကိုလည်းအသိပေးလိုက်တာဖြစ်ပါတယ်လူထုအင်အားဟာယုံကြည်ချက်ကြောင့်တဘာဝလျောက်အလိုလျောက်ဖြစ်ပေါ်လာတာလားဒါမှမဟုတ်အစိုးရကစီစဉ်ပြီးလူစုပေးထားတာလားဆိုတာကဘာတဝန်းကစောင့်ကြည့်လေ့လာသူတွေကြားထဲမှာငင်းခုန်စရာဖြစ်လာမှသိကြပါတယ်တကယ်အမှန်တရားကတော့ဒီအချက်နှစ်ခုစလုံးရောရှက်နေတာပဲဖြစ်ပါလိမ့်မယ်ဒါပေမဲ့ဒီဟီရန်ကခေါင်းဆောင်တွေအတွက်တော့အဲ့ဒီနှစ်ခုကြားကစီမင်းဟာထွက်ပေါ်လာတဲ့ပုံရွက်တွေလောက်အရေးမကြီးပါဘူးအနောက်အုပ်စုကသူတို့ရဲ့စနစ်ကိုဖျက်ဆီးပစ်ဖို့ညှော်လိတ်ခဲ့တဲ့စစ်ပွဲပြီးနောက်ရပ်ပိုင်းကြာမှာပဲလူထုကြားထဲမှာအဆက်မပြတ်စုယုံထွက်ပေါ်လာတဲ့လူပင်လယ်ကြီးရဲ့ပုံရက်ဟာအနောက်အုပ်စုအင်အားကြီးနိုင်ငံတွေကိုအခြေအနေအလုံးပြန်လည်သုံးသပ်လာစေဖို့တွန်းအားပေးလိုက်တဲ့အင်အားပြသမှုတစ်ခုပဲဖြစ်ပါတယ်အီရန်ပြည်သူတချို့ကအနောက်တိုင်းမီဒီယာတွေကိုဖြေကြားရမှာသူတို့အနေနဲ့အနောက်အုပ်စုနဲ့နောက်ထပ်စကားမပြောနိုင်တော့ဘူးလို့ဆိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့အတိတ်မှာဆွေးနွေးပွဲစပွဲဝိုင်းတွေကိုအကြိမ်ကြိမ်သွားခဲ့ပေမဲ့နောက်ဆုံးမှာအနောက်နိုင်ငံတွေကသူတို့ရဲ့ခေါင်းဆောင်ကိုလာရောက်လောက်ကျန်ခဲ့လို့ပါပဲ။ဒါကြောင့်ဒီနေ့ကစားပြီးသူတို့နဲ့ဆက်သွယ်ပြောဆိုနိုင်မဲ့တခုတည်းတော့ပါတာစကားကစစ်ပွဲရဲ့ပါတာစကားပဲဖြစ်ပါတယ်။အနောက်အုပ်စုဟာသူတို့ကိုဘယ်တော့မှနားမလည်ခဲ့လို့ပါပဲ။ဒါဟာအနေရရှိဆုံးချက်ပါ။ကြီးမားတဲ့မိကွန်းကတော့ဒီလက်စားချေမယ်ဆိုတဲ့တစ္ဆာဆိုမှုတွေဟာလက်တွေ့လောက်ရဖြစ်ဘယ်လောက်ထိအသက်ဝင်လာမလဲဆိုတာပါပဲ။ဘာလို့လဲဆိုတော့အခုချိန်မှာအီရန်ခေါင်းဆောင်မှုဖွဲ့စည်းပုံတစ်ကိုအသစ်တပံပြန်လည်ဖွဲ့စည်းထားပြီးအမြင့်ဆုံးခေါင်းဆောင်ရဲ့ဒုတိယသားဖြစ်သူမိုဂျာဒါဘာခါမနီကအမြင့်ဆုံးခေါင်းဆောင်ဖြစ်ယာဒူတက်လာခဲ့လို့ပါဒီကိစ္စဟာကမ္ဘာတော်မှာအတော်လေးကိုဝေဖန်ပြောဆိုစရာဖြစ်နေပါတယ်အီရန်ပြည်တွင်းနိုင်ငံရေးရှောက်ထွေးမှုကိုမြင်သာအောင်မိုဂျာဒါဘာခါမနီအကြောင်းနည်းနည်းလောက်အသေးစိတ်ပြောပြခြင်းပါတယ်ကျွမ်းကျင်သူများကောင်စီကသူတို့တတိယမြောက်အမြင့်ဆုံးခေါင်းဆောင်ဖြစ်ရွေးချယ်လိုက်တာဟာအစ္စလာမစ်သမ္မတနိုင်ငံတည်ထောင်ခြင်းရဲ့မူလစည်းမျဉ်းတွေနဲ့အလွန်ကိုစိုက်ကျင်ဘက်ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အီရန်ဟာသွေးသားမျိုးဆက်ရအာဏာစက်ခန္ဓာကိုကာကွယ်ဖို့အတွက်ဘရင်စနစ်ကိုတော်လန်ဖျက်သိမ်းခဲ့တာပါ။ဒါပေမဲ့တားဖြစ်သူကဖခင်စီကနေအာဏာလွှဲပြောင်းရယူတာဟာဘာသာရေးခေါင်းဆောင်အရေးချုံထားတဲ့မင်းဆက်တစ်ခုကိုတည်ထောင်လိုက်တယ်လို့ဖြစ်နေပါတယ်။ဒါအပြင်ဘာသာရေးဆိုင်ရာရည်ချင်းတမချရမူလဖွဲ့စည်းပုံခြေခံဥပဒေမှာအမြင့်ဆုံးခေါင်းဆောင်ယာဒူဟာအမြင့်ဆုံးစစ်ဘာသာရေးပညာရှင်ဖြစ်ရမယ်လို့ပြဋ္ဌာန်းထားတာပါဒါပေမဲ့နောက်ပိုင်းမှာတော့အစ္စလာမ်ဥပဒေကိုကိုယ်တိုင်အနက်ဒိဗ်ပဲဖွင့်ဆိုနိုင်တဲ့အစစ်အထိစံနှုန်းကိုရှော့ချခဲ့ပါတယ်ဒါပေမဲ့မူဂျာဒါဘာအတွက်တော့သူ့မှာထင်ရှားတဲ့ဘာသာရေးဆိုင်ရာစွမ်းဆောင်ရည်ဘာမှမရှိပါဘူးအသက်30ကျော်မှသာဘာသာရေးကိုတကယ်ကိုလေးနက်ထားလေ့လာခဲ့တာလို့တောင်ပြောကြပါတယ်ဒါပေမဲ့သူ့စီမှာရှိနေပြီးသူ့ကိုဒီယာဒူရစေခဲ့တဲ့အရေးကြီးဆုံးဖက်ချက်ကတော့အီရန်ဒေါ်လာရဲ့စတပ်ဖွဲ့ဒါမှမဟုတ် IRGC ရဲ့နိုင်ငံရဲ့လုံခြုံရေးကွန်ရက်တွေကြားမှာနှက်ရှိုင်းတဲ့အဆက်အသွယ်တွေပဲဖြစ်ပါတယ်။သူဟာနောက်ွယ်ကနေအာနာချီကုတ်ကိုတိဆောက်လာခဲ့တာကြားပါပြီ။ပြီးတော့နိုင်ငံမှာအရေးပေါ်အကြက်တဲတွေဖြစ်ပေါ်နေချိန်မှာစစ်တပ်အနေနဲ့မူလအာဏာဖွဲ့စည်းပုံကိုထိန်းသိမ်းထားဖို့သူ့ကိုယုံကြည်စိတ်ချတဲ့သူတယောက်လို့ယုံကြည်စိတ်ချရတဲ့သူတယောက်ကိုလိုအပ်နေတာဖြစ်ပါတယ်ဒါကြောင့်လူမြင်ကွင်းမှာတိတ်မထွက်ပေါ်တတ်သေးပေမဲ့မိုဂျာဒါဘာဥဆောင်တဲ့အစိုးရတစ်အနေနဲ့
တစ်ချိန်တည်းမှာပဲကြီးမားတဲ့ PR နှစ်ခုကိုရင်ဆိုင်ရမှာပါပထမတစ်ခုကတော့ရက်ဆိုင်သွားပြီးဖြစ်တဲ့ဝါရှင်တန်နဲ့ဆွေးနွေးညှိနှိုင်းမှုတွေဖြစ်ပြီးဒုတိယတစ်ခုကတော့စစ်မီးနဲ့စီးပွားရေးပိတ်ဆို့မှုတွေကြားကနိုင်ငံကိုပြန်လည်ထူထောင်ရေးလှုပ်ဖို့ပဲဖြစ်ပါတယ်လမ်းမတွေပေါ်ကလူထုရဲ့ဒေါသတရားကိုတကယ်ပဲစစ်ပွဲဆင်နွှဲမဲ့စစ်ရေးမူဝါဒဖြစ်အသုံးချမလားတန်တမန်ရေးရာအလျှော့တင်လုပ်မဲ့ကိစ္စရက်အနေနဲ့အသုံးချမလားဒါမှမဟုတ်နောက်ဆုံးမှာနိုင်ငံတော်ရဲ့အသွေးခေါ်ကိုဆက်လက်ရှင်တန်စေဖို့အတွက်အမတ်တရားတစ်ခုအနေနဲ့တင်ဆက်ထားမလားဆိုတာကိုအစိုးရတစ်အနေနဲ့ဆုံးဖြတ်ရတော့မှာပါဒါပေမဲ့စေစညှိနှိုင်းရေးမှုတွေအနေနဲ့ခုချိန်အီရန်ပြည်သူတွေရဲ့ခံစားချက်ကိုတော့လုံးဝအထင်မသေးသင့်ပါဘူးကိုကောင်းဆောင်ကိုအာဆာနီတူအနေနဲ့မြေမြုပ်တကြိုလိုက်ရခါစားဖြစ်ပြီးမြေမြုပ်တကြိုလိုက်ရခါစားဖြစ်ပြီးလက်စားချေဖို့အော်ဟစ်တောင်းဆိုနေတဲ့လူအဖွဲ့အစည်းဟာအီရန်ဆိုရအတွက်ဘယ်လိုအလျှော့ပေးအပေးယူလုံမှုမျိုးကိုမှလက်ခံဖို့နိုင်ငံရေးနေရာခြံထားပေးမှာမဟုတ်ပါဘူးအရှုံးပေးတယ်လို့ဖြစ်နေတဲ့သဘောတူညီချက်မျိုးကိုလက်မှတ်ရေးထိုးလိုက်တာဒါမှမဟုတ်နျူကလ িয়ার စီမံကိန်းကိုစွန့်လွတ်လိုက်တာတွေဟာအစိုးရကိုအာဆာနူတွေရဲ့သွေးကိုတစ္ဆာဖောက်တယ်လို့ရှုမြင်ခံရစေမှာပါအနာဂတ်သဘောတူညီချက်တွေထက်ကအချက်လက်တိုင်းကိုဒီဆုံးရှုံးမှုပုံရွက်တွေနဲ့အမြဲတမ်းနှိုင်းယှဉ်ခံရမှာဖြစ်ပါတယ်ဒါဟာပြည်သူတွေကသူတို့ရဲ့ကိုယ်ပိုင်ဆိုရပေါ်ချမှတ်ထားတဲ့ကတ်သက်ချက်ဖြစ်ပြီးနောက်ပိုင်းအီရန်နဲ့စပွဲဝိုင်းမှာလာထိုင်ဆွေးနွေးဖို့တွေးနေသူတိုင်းအတွက်ကြီးမားတဲ့သတိပေးချက်ကြီးတစ်ခုလည်းဖြစ်ပါတယ်ကမ္ဘာစီးပွားရေးရှုထောင့်ကနေကြည့်မယ်ဆိုရင်လည်းဒီခြေနေဟာကျွန်တော်တို့အားလုံးရဲ့ပတ်စံအိတ်တွေကိုဒေဂျာပေါက်ရိုက်ခတ်လာမယ်ဆိုတာမေ့ထားလို့မရပါဘူးအကယ်၍အီရန်ကစစ်ရေးအင်အားသုံးပြီးလက်စားချေဖို့ဆုံးဖြတ်လိုက်မယ်ဆိုရင်ဒါမှမဟုတ်ဟာမတ်ဟေဘလာလိုကိုယ်စားလှယ်တပ်ဖွဲ့တွေကိုအကြီးအကျယ်လှုပ်ရှားဖို့အမိန့်ပေးလိုက်မယ်ဆိုရင်ကမ္ဘာကြီးရင်ဆိုင်ရမယ့်အရာကတော့စွမ်းအင်အကျပ်တဲပါပဲအီရန်ဟာကမ္ဘာအရေးကြီးဆုံးရေနံတည်ယူပို့ဆောင်ရေးလမ်းကြောင်းတွေထက်ကတစ်ခုဖြစ်တဲ့ဟော်မုတ်ရေလက်ကြားကိုပစ်ပစ်မယ်လို့အကြိမ်ကြိမ်ချိန်ချောက်ခဲ့ဖူးပါတယ်အကယ်၍ရေနံတည်ယူပို့ဆောင်ရေးတာပြတ်တောက်သွားမယ်ဆိုရင်ကမ္ဘာရေနံဈေးတွေဟာအမြင့်ဆုံးကိုထိုးတက်သွားမှာဖြစ်ပြီးကမ္ဘာတစ်ဝန်းကငွေကြေးဖောင်းပွားမှုနှုန်းတွေနဲ့အတူအာရှနိုင်ငံတွေကိုပါဂွင်းဆက်လိုက်ရက်ခတ်လာမှာပါကမ္ဘာစီးပွားရေးနလန်မထူနိုင်သေးခင်မှာပဲကုန်ထုတ်လုပ်မှုစရိတ်တွေတည်ယူပို့ဆောင်ရေးစရိတ်တွေနဲ့လူသုံးကုန်ပစ္စည်းဈေးနှုန်းတွေအားလုံးကြီးမြင့်လာတော့မှာပါဒါဟာကျွန်တော်တို့အားလုံးပေါ်ကိုပြိုကျလာတော့မဲ့ဒိုမီနိုအတုံးကြီးတစ်ခုပါပဲအမေရိကန်ပြည်ထောင်စုဘက်ကလည်းငြိမ်မနေပါဘူးကုန်တင်တင်မောတွေအီရန်စိတ်ကမ်းတွေစီကမဝေးနိုင်အောင်ရေကြောင်းလမ်းတွေကိုပိတ်ဆို့ဖို့စ조사ပြီးတုတ်ပြန်နေပါတယ်ဒါဟာအီရန်နိုင်ငံရိတ်ခါနဲ့ရန်ပုံငွေပြတ်တောက်ပြီးအလိုလိုအရှုံးပေးလာစေဖို့မျှော်လင့်ချက်နဲ့စီးပွားရေးရအပြင်းထန်ဆုံးလက်ဘင်းညှစ်လိုက်တာပါပဲဒါပေမဲ့ဒီနည်းလမ်းဟာဒေါသတရားနဲ့သွေးခေါ်ယူဆတွေကြောင့်စီလုံးညီညွတ်နေတဲ့နိုင်ငံတကာပေါ်မှာတော့အလုပ်ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်အာဇာနီတွေဟာတက်ရှိထင်ရှားရှိနေဆဲပဲဆိုပြီးဒီဟီရန်မြို့တခွင်ပဲ့တင်ထက်နေတဲ့စကားစုရဲ့အသိပယ်အစစ်မှန်ကဘာလဲဆိုတာကိုဒီကိစ္စကအလွန်ရှင်းလင်းစွာထင်ဟပ်ပြသနေပါတယ်လူသူရဲ့ဘာသာစကားမှာတော့ခါမနီအီတေဆုံးသောချင်းဟာအဆုံးသက်မဟုတ်ပါဘူးဒါဟာအီရန်ကိုဆယ်စုနှစ်များစွာအောက်ချုပ်လာခဲ့ပြီးစာဝတ်နေရေးစီးပွားရေးကိစ္စတွေမှာလူတွေရဲ့ဝေဖန်မှုကိုခံရနိုင်တဲ့အားနည်းချက်တွေရှိခဲ့တဲ့နိုင်ငံကောင်းဆောင်ဘဝကနေဘယ်သူမှထိခိုက်ဝေဖန်လို့မရတဲ့အထုမြတ်ထားရာတင်ငေတာတစ်ခုဖြစ်ကူးပြောင်းသွားတာပဲဖြစ်ပါတယ်အစ္စလာမစ်နိုင်ငံတော်ကထာဝစင်အသုံးပြုနိုင်မဲ့တိုက်ပွဲဝင်ခြင်းရဲ့ကိုစားပြုပုံရိပ်တစ်ခုဖြစ်လာတာပါဇာပနာချီတဲ့ပွဲပြီးဆုံးသွားနိုင်ပါတယ်မန်ဟမ်မြို့ကအခမ်းအနားတွေလည်းပြီးဆုံးသွားနိုင်တယ်လို့လမ်းမတွေပေါ်ကအော်ဟစ်တန်တွေလည်းတဖြည်းဖြည်းမှေးမှိန်သွားနိုင်ပါတယ်ဒါပေမဲ့ဒူတော်စင်ကူပြီးမယ်လို့ဖန်တီးထားတဲ့ခေါင်းတလားနောက်ကိုလိုက်ပါလာတဲ့အေယာမလူပင်လယ်ကြီးရဲ့ပုံရိပ်နဲ့အာဇာနည်တွေတက်ရှိထင်ရှားရှိနေစေပဲဆိုတဲ့တစ္ဆာဆိုဒန်တွေကတော့ဆက်လက်လွှမ်းမိုးနေအောင်မှာဖြစ်ပြီးအီရန်ရဲ့နိုင်ငံရေးလမ်းကြောင်းပြင်အမေရိကန်နဲ့အစ္စရေးပေါ်ရင်ဆိုင်မဲ့ပုံစံကိုပါအချိန်ကာလကြာရှည်စွာပုံဖော်သွားပါလိမ့်မယ်။ဒီနေ့မှာရန်ခိုးတွေလွတ်စင်သွားပြီးစစ်ပွဲတွေအဆုံးသတ်သွားနိုင်ပါတယ်။ပြည်ခက်ရက်စဲရေးစာကြောင့်လက်မှတ်ရေးထိုးပြီးစစ်ဆက်ညှိနှိုင်းသူတွေဒီနေ့မှာလက်ဆွဲနှုတ်ဆက်နိုင်ကြပါလိမ့်မယ်။ဒါပေမဲ့ကမ္ဘာရှိကြဆုံးနိုင်ငံရေးဒလိထုံတန်းတွေနဲ့ယုံကြည်မှုကဘာမှာတော့အာဇာနည်တွေဟာဘယ်တော့မှမတည်ဆုံးပါဘူး။ဒါဟာဒီအီရန်မြို့ရဲ့လမ်းမတွေပေါ်ကနေအိမ်မီတော်စီကိုလက်တလောပေးပို့လိုက်တဲ့အလွန်အင်အားကြီးမားတဲ့သတင်းစကားပဲဖြစ်ပါတယ်။လေလာစောက်တီးသူတွေဖြစ်ကြတဲ့ကျွန်တော်တို့အနေနဲ့လည်း
ဒီဒေါတာလှိုင်းနေဖို့ကြီးကိုကဘာကြီးကဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဆိုတာကိုအနီးကပ်စောင့်ကြည့်သွားမှာပါအချင်းကြောက်တွေအနေနဲ့အရှိလက်ပိုင်းကပြပခတွေအထောက်ထိုက်ကိုရောက်ရှိသွားရာကနေစတင်ခဲ့ပြီး2026ခုနှစ်ဖေဖော်ဝါရီလမှာအမေရိကန်နဲ့အစ္စရေးတို့ကအီရန်ကိုအကြီးကျယ်ဝင်ရောက်တိုက်ခိုက်တဲ့အထိဖြစ်လာခဲ့တာပါအဲ့ဒီအကျိုးဆက်အနေနဲ့အီရန်ရဲ့အမြင့်ဆုံးခေါင်းဆောင်တည်ဆုံခဲ့ရပါတယ်ဒါဟာကမ္ဘာစစ်အချိုးကွေးကြီးတစ်ခုပါပဲအီရန်အာဏာပိုင်တွေကစာပနာကိုကန်ကန်နာနာကျင်းပခဲ့ပြီးဒီအီရန်လမ်းမတွေပေါ်ကိုလူတန်းနဲ့ကြီးထွက်ပေါ်လာအောင်ဆွဲဆောင်နိုင်ခဲ့ပါတယ်တည်ဆုံသွားတဲ့နိုင်ငံခေါင်းဆောင်ရဲ့ပုံရိပ်ကိုဘယ်သူမှထိခိုက်ဝေဖန်လို့မရတဲ့အထွတ်မြတ်ထားရာအာဆာနီတူဖြစ်ပြောင်းလဲပစ်ပြီးအစ္စလာမစ်နိုင်ငံတော်ကထောင်းစင်အသုံးပြုနိုင်မဲ့တိုက်ပွဲဝင်ခြင်းရဲ့ကိုစားပြုပုံရိပ်တစ်ခုဖန်တီးခဲ့တာပါကမ္ဘာသတင်းစီစဉ်ကိုအဆုံးထိကြည့်ရှုနားဆင်ပေးခဲ့ကြသူအားလုံးကိုကျေးဇူးတင်ပါတယ်ဒီလိုအကြောင်းအရာမျိုးကိုသဘောကျတယ်ဆိုရင် channel လေးကို subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်အမှားယွင်းတဲ့ဆုံးတရားပါသွားခဲ့ရင်ကျွန်တော်တောင်းပန်ပါတယ်မင်္ဂလာရှိသောနေ့လေးပိုင်ဆိုင်ကြပါစေခင်ဗျာ